fresh anointing say lo ba oh tro ye vision you activate lo ba dream you activate lo ba tro ko kho tha de kho chin ni activate lo ba di ni ko ro 2026မှာကိုရောခေါ်တဲ့လမ်းကြောင်းထဲမှာတိတာထင်ရှားဆိုရှောက်လဲတဲ့နေ့ဖြစ်စေပါအိုးတို့အမှုတွေပြုတ်ခဲ့ဘုရားတို့တွေကိုလုပ်ခဲ့ဘုရားသခင်ကပြောတယ်ဒီထက်ကြီးတာတွေလုပ်ပါဦးမယ်အများကြီးတော့မဒါအဆုံးမသေးဘူးဒီလောက်ပဲမဟုတ်သေးဘူးဘုရားသခင်ကတို့ထပ်ခေါ်သွားဦးမယ်ဟာလေလုယာယေရှုနာမ၌ကိုရောသားတို့ရဲ့တဲရောင်ချဲ့ပါတယ်အာမင်တို့ရဲ့ impact လွှမ်းမိုးမှုတွေ next level ရောက်လာစေပါအာမင်မြန်မာပြည်သားတွေဒါမကလူမျိုးတကာကောင်းကြီးဖြစ်စေဖို့ကျွန်တော်ဆုတောင်းပေးတယ်အာမင်တို့အားဖြင့်မျိုးဆက်တဲ့တကယ်ခရစ်တော်ရဲ့စစ်သူရဲတွေကိုရောဒီနေ့ဘိုးချေတွေပေါ်လာဖို့ကောင်းကြီးပေးပါလေမြန်မာပြည်တွင်းကိုပြည်ပမှာအောင်မဟာဘိုးချေတွေကိုပြုစုပြိုးထောင်တဲ့ခေါင်းဆောင်တွေဖြစ်လာစေပါယေရှုနာမနဲ့ဗိတ်လိုက်တဲ့နမိတ်လက္ခဏာတွေနဲ့အသုံးပြုဖို့ဆုတောင်းပေးတယ်ဒီနေ့အစားဒီကိုရောတို့ဘဝမှာတတ်တည်နမိတ်တွေအများကြီးဖြစ်စေပါ supernatural ဗိတ်သိက် healing ဗိတ်သိက်အနာငြိမ်းတဲ့ဗိတ်သိက်နမိတ်လက္ခဏာဗိတ်သိက်နဲ့အခုတော့ဆောင်ပါဖို့ယေရှုနာမနဲ့ကောင်းကြီးပေးပါလေတို့ဘုံမှာကျွန်တော်စေလွတ်ပါတယ် healing impartation ကိုစေလွတ်ပါတယ်တို့အားဖြင့်အနာတွေငြိမ်းစေပါပေါ်လူလက်နဲ့အလွန်တရာထူးဆန်းသောတကိုးများကိုပြတဲ့ကဲလို့တို့လက်နဲ့အလွန်တရာထူးဆန်းသောတကိုးများကိုပြတော်မူပါဟိုဟာခါမှာဖြစ်စေပါချင်းပြည်နယ်မှာဖြစ်စေပါမြန်မာပြည်မှာဖြစ်စေပါရန်ကုန်မှာဖြစ်စေပါဟို conference တိုင်းမှာဖြစ်စေပါဟိုရာဂစထာနာမှာရှိခါစားပါရတို့နှုတ်ကိုမိတ်သိမ့်တယ်ပါတို့ရဲ့နှုတ်ရှာပါဇက်အားဖြင့် prophet ပြုချက်တွေစီစဉ်စေပါတို့နှုတ်ရှာပါဇက်အားဖြင့် prophetic word တွေဟိုတကယ် prophet ပြုချက်မှာထပ်မြက်လာဖို့ကျွန်တော်ဆုတောင်းပေးတယ်ကျမ်းစာသင်ခြင်းတရားဟောခြင်းမှာ prophet နဲ့ကျမ်းစာသင်ဖို့ prophet နဲ့တရားဟောဖို့ယေရှုနာမနဲ့ပေးသေးပါတယ်တို့ဝိညာဉ်မျက်စိဖွင့်ပေးပါဝိညာဉ်နားဖွင့်ပေးပါတို့ရှာဖို့ unlock လုပ်ပေးပါဘုရားရှင်တို့ရဲ့မျက်စိကို unlock လုပ်ပေးပါဘုရားရှင်တို့ရဲ့နားကို unlock လုပ်ပေးပါဘုရားအတန်ကိုရှင်းစွာကြားပြီးဘုရားပြတဲ့ vision တွေကိုရှင်းစွာမြင်ဖို့ဟိုနှုတ်ကပတ်တော်ကိုလည်းဘုရားခင်ကိုတော့ပြောတဲ့အတိုင်းကောင်းခြင်းဗျာဒိတ်တွေကိုဟောနိုင်ဖို့အတွက်ယေရှုနာမနဲ့ပေးသေးပါတယ်ယေရှုနာမနဲ့အလာနဲ့အပြန်မတူပဲတရားတွေပြန်တဲ့အခါခြားနာသောသူရဲ့ဖြစ်စီပါယေရှုနာမနဲ့ဗိတ်သိက်ရဲ့ဆုတောင်းပါတယ်အာမင်အာမင်